နီးပညာကုမ္ပဏီကြီးတွေအမေရိကန်မှာယင်းနှိမ့်မြုပ်နှံမှုအကြီးအကျယ်ဆောင်ရွက်နေနီးပညာကမ္ဘာကြီးမှာအမေရိကန်နိုင်ငံကိုဦးဆောင်နေတဲ့အပေါ် Google, Microsoft တို့သည်နောက်နှစ်များအတွင်းကြီးမားသောယင်းနှိမ့်မြုပ်နှံမှုများပြုလုပ်သွားမည်ဟုသတင်းရရှိနေသည်အဆိုပါယင်းနှိမ့်မြုပ်နှံမှုများသည်စီးပွားရေးတိုးတက်မှုနှင့်အလုပ်အကင်ဖန်တီးမှုများကိုအလေးအနက်ထားပြီးဆောင်ရွက်နေခြင်းဖြစ်ကြောင်းသုံးသပ်နိုင်သည် Apple အကြီးမားဆုံးယင်းနှိမ့်မြုပ်နှံမှုဆိုရင် Apple ကနောက်2028အထိအမေရိကန်နိုင်ငံတွင်600ဘီလီယံဒေါ်လာယင်းနှိမ့်မြုပ်နှံမည်ဟုသတင်းရရှိသည့်ထင်ခုတ်ကလည်းကျွန်တော်တို့အတွက်ဂုဏ်ယူစွာဆောင်ရွက်နေပါသည်ဟုထပ်မံထုတ်ဖော်ပြောကြားခဲ့ပြီးဒီယင်းနှိမ့်မြုပ်နှံမှုသည်နည်းပညာစက်မှုနှင့်လုပ်ငန်းခွင်တိုးတက်မှုအတွက်အရေးကြီးသောအခြေခံအလျားဖြစ်ကြောင်းညွှန်ပြထားသည် Google အနေငယ်ကလည်းအကျိုးသက်ရောက်မှုကြီးကတော့ Google ကနောက်နှစ်အတွင်းအမေရိကန်နိုင်ငံတွင်250မီလီယံဒေါ်လာယင်းနှိမ့်မြုပ်နှံသွားမည်ဟုသတင်းရရှိသည် Google ရဲ့ယင်းနှိမ့်မြုပ်နှံမှုသည်မြန်ဆန်ပြီးအကျိုးသက်ရောက်မှုရှိသောစီးပွားရေးရှေ့ဆောင်မှုဖြစ်ကြောင်းသုံးသပ်နိုင်ပြီးအလုပ်အကင်များစွာဖန်တီးရန်ရည်ရွယ်ထားခြင်းဖြစ်သည် Microsoft တည်ငြိမ်ပြီးအကျိုးသက်ရောက်မှုကြီးမှာ Microsoft ကတော့တစ်နှစ်တိုင်းအမေရိကန်နိုင်ငံတွင်85-80ဘီလီယံဒေါ်လာယင်းနှိမ့်မြုပ်နှံနေပြီးစီးပွားရေးနှင့်အလုပ်အကင်အခွင့်အလမ်းများတိုးတက်စေမည်ဟုသုံးသပ်ထားသည် Microsoft ရဲ့ယင်းနှိမ့်မြုပ်နှံမှုသည်တည်ငြိမ်ပြီးအချိန်တန်ကြာအကျိုးသက်ရောက်မှုရှိမည့်ပုံစံဖြစ်ကြောင်းစီးပွားရေးသုံးသပ်ပေးသူများကဖော်ပြနေကြသည်အကျိုးသက်ရောက်မှုများအဆိုပါယင်းနှိမ့်မြုပ်နှံမှုများကြောင့်အမေရိကန်နိုင်ငံအတွင်းနည်းပညာကဏ္ဍတိုးတက်မှုစီးပွားရေးကဏ္ဍတိုးတက်မှုအလုပ်အကင်အခွင့်အလမ်းများပိုမိုအများကြီးဖန်တီးခြင်းစသည့်အကျိုးသက်ရောက်မှုများရရှိနိုင်မည်ဟုခန့်မှန်းထားကြောင်းသတင်းရရှိသည်နည်းပညာကုမ္ပဏီကြီးများ၏ယင်းနှိမ့်မြုပ်နှံမှုများသည်အနာဂတ်စီးပွားရေးလမ်းကြောင်းကိုပြောင်းလဲသွားနိုင်မည့်အရေးပါဆုံးအရေးယူမှုများဖြစ်နေခြင်းကိုသတင်းထောက်များကညွှန်ပြထားကြသည်